ခွင့်ရေးလေးတစ်ခါလောက်ကွယ်ရရင်မေကိုမြင်ချင်နေခဏလေးပဲခဏလောက်ကွယ်အဖေလက်ကလေးတွေ့ထားတယ်နေမိသားစုမရှိတဲ့ကဘာမှသမီးပြောနေမယ်လို့ထင်လားဟိုအပေးလည်းမကောင်းတဲ့လောကကြီးမှာမိဘမြတ်တာရှာဖေဖေမေမေခေါ်မရှိပါအဖေလည်းဆိုလာပါမသိပါဘယ်သူမှမသိပါမိဘမြတ်တာငါတော့ဘဝ